လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဘေးကပြီးရွံမျိုးမှာ80မြောက်ဝိညာဉ်အမြင့်ရှိတဲ့ပါရမီရှင်တယောက်ပေါ်ထွန်းခဲ့မှုတယ်လို့ကြားဘူးတယ်။ဝိညာဉ်အမြင့်စမ်းသက်ချိန်မှာအခုမြင်ရတဲ့အလင်းတန်းလိုမျိုးအနက်ရောင်အလင်းတန်းကြီးကောင်းကင်ကိုထိုးတက်သွားခဲ့တာ။ကျမ်းတော်ရှိဟာအလင်းတန်းကြီးကိုမယုံကြည်နိုင်စွာကြည့်နေပြီးမတိစိတ်ကနေသူမရဲ့နှက်ခမ်းနီနီလေးကိုကိုက်ထားမိပါတယ်။သူမဟာအယမ်းမာနာကြီးသူဖြစ်လို့ကုကျိုးမျိုးမှာသူမထက်အပြတ်သက်သာလုံးနဲ့ဝိညာဉ်အမြင့်ပိုင်ရှင်ရှိနေတာကိုလက်မခံနိုင်ပါဘူး။အလင်းတန်းတွေတဖြည်းဖြည်းမိန်သွားတာကိုမြင်တော့သူမသွားကြည့်ပြီးဓာတ်ကိုချကစမ်းသက်ရေးမျှော်စင်စီကိုပြေးထွက်သွားပါတယ်။အဲ့ဒါဘာတူလဲဆိုတာငါသိချင်တယ်။ကျန်းကျန်းရာကသူမစိတ်လိုက်မှန်ပါလုံးမိမှာစိုးရိမ်တယ်လို့တစ်ဖက်ကလည်းသိချင်စိတ်ပြင်းပြနေတာကြောင့်သမီးဖြစ်သူနောက်ကိုအမြန်လိုက်သွားပါတယ်။အဖြူရောင်လင်းတန်းကြီးကြောင့်ကုကျုံမျိုးတစ်ခုလုံးရုံးရင်းဆန်ခတ်ဖြစ်သွားပါတယ်။ရာစုနှစ်တစ်ခုမှာတစ်ခါသာမြင်တွေ့ရမယ့်မြင်ကွင်းကိုကြည့်ဖို့အတွက်စစ်တီတော်အမြောက်များဟာစမ်းသက်ရေးမျှော်စင်စီကိုအပြေးလွှားသွားကြပါတယ်။တည်ဆုံသွားပြီလို့သတင်းထွက်နေတဲ့မျိုးနွယ်စုကောင်းဆောင်ကြီးတချို့တောင်ဒီလိုပါရမီရှင်ကိုမြင်တွေ့ဖို့ထွက်လာကြပါတယ်။စမ်းသက်ခံစစ်တီတော်တွေဟာတကားကနေပြေးထွက်လာပြီးလူကျန်းရဲ့ကြောက်တကားရှိကိုရောက်လာတဲ့အခါပြောစရာစကားလုံးမရှိအောင်တုံ့လောက်သွားကြပါတယ်။တဏ္ဍာကြီးပဲ။ငါတဏ္ဍာကြီးတစ်ခုကိုမျက်မြင်တွေ့လိုက်ရပြီးငါတစ်သက်မှာတကယ်ပဲတဏ္ဍာကြီးလာကိုစင်းမြောက်ဝိညာဉ်အမြင့်ကိုတွေ့လိုက်ရတာပဲ။မျောစင်သခင်ကိုစင်းမြောက်ကအတောင့်တင်းဆုံးဆိုတာတေချာတလားပေါက်ကရ။ကိုစင်းမြောက်ကအတောင့်တင်းဆုံးပေါ့။ဒါပေမဲ့တဏ္ဍာကြီးတွေရကိုစင်းမြောက်ထက်တာလွန်တဲ့ဝိညာဉ်အမြင့်ရှိသေးတယ်လို့ဆိုကြတယ်။အဲ့ဒါကိုအဆုံးမဲ့ဝိညာဉ်အမြင့်ထားလို့ခေါ်တယ်။အဲ့ဒါကမြင်လို့မရပဲကြည်လင်နေပြီးကိုစင်းမြောက်ထက်အစပေါင်း30အစဒါမှမဟုတ်100အစတောင်ပိုတန်ပါတယ်လို့ဆိုကြတယ်။ဒါပေမဲ့ဒီလိုဝိညာဉ်အမြင့်မျိုးကတဏ္ဍာကြီးထဲမှာပဲရှိတာလက်တွေ့မှာမရှိနိုင်ပါဘူး။ဘေးကလူဝက်ခန်းထဲမှာရှိတဲ့ကျွန်တော်ကတော့ဒီလှုပ်ရှားမှုတွေကိုသတိထားမိတာပေါ့။မဖြစ်နိုင်တာလူကြက်မှာကိုစင်းမြောက်ဝိညာဉ်အမြင့်ရှိနေတာဒါကျွန်တော်အံ့ဩသွားတယ်။သူ့မှာသာဒီလောက်အစွမ်းအစရှိရင်ဘာလို့ကျမ်းမိသားစုရဲ့အရင်မြစ်တွေကို10နှစ်တောင်သုံးဆွဲပြီးမှကျမ်းတော်ရှိရဲ့အဆင့်6ခုတောင်မမီရတာလဲစဉ်းစားနေတော့မှပဲကျွန်တော်ရဲ့မြားစိမ်းရောင်ပုံဆောင်ခဲ့ပေတံကပြန်လဲတုတ်ပြန်လာပြီးပေတံတဲကနေစိမ်းဖြော့ဖြော့အလင်းလုံးလေးတစ်ခုထွက်ပေါ်လာကကျွန်တော်ရှိမှကြာဆင်းလာခဲ့တယ်။အလင်းတွေပျောက်ကွယ်သွားတဲ့အခါကျန်းစာအုပ်နှစ်အုပ်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။တအုပ်ကချင်းဖုံကျန်းလို့ခေါ်တဲ့ဝါကွမ်းအဆင့်မြင့်စိတ်ဆွမ်းအင်ကျင့်စဉ်ဖြစ်ပြီးနောက်တအုပ်ကခုနှစ်ကဲစင်ကျဲဓာတိုင်းလို့ခေါ်တဲ့ဝါကွမ်းအဆင့်မြင့်တိုက်ခိုက်ရေးတိုင်းကျန်းဖြစ်ပါတယ်။ကျွန်တော်စိတ်ထဲမှာအယမ်းအံ့ဩသွားပေမဲ့ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ဒီကျန်းစာအုပ်နှစ်အုပ်နဲ့ဖောက်ထွင်းမြင်ရတဲ့ဝိညာဉ်မြစ်ကိုရရှိထားတဲ့အတွက်အချိန်တိုတွင်းမှာအရှိန်အဟုန်နဲ့တိုးတက်လာတော့မှာပါ။ကျန်းစာအုပ်တွေကိုတင်စီပြီးကြောက်တကားကိုဖွင့်လိုက်တဲ့အခါတကားဖွင့်တဲ့အကျယ်ကြီးကြောင့်ဘေးကလူတွေအာယုံစိုက်လာကြတယ်။လင်းချံပါလားလန့်သွားတာပဲလူချင်းထွက်လာတာမှတ်လို့လင်းချံကဒီတစ်ခါလဲဝိညာဉ်အမြင့်မရှိပြန်ဘူးထင်တယ်ကျွန်တော်မျက်မှောင်ကျုံမိသွားပေမဲ့ပြန်စဉ်းစားကြည့်တော့လည်းမလိုအပ်ပါဘူး။ဒီဝါကွမ်းအဆင့်မြင့်ကျင့်စဉ်တစ်ခုကိုတိတ်တဆိတ်ကျင့်ကြံပြီးအင်အားမြင့်တင်တာကမှအမှန်ကန်ဆုံးပဲ။အခုကျွန်တော်မှာအားကိုးရမရှိဘူးတကယ်လို့ကိုယ့်ရဲ့အရေးချင်းမှန်ကိုသူများသိသွားရင်ဒုက္ခရောက်နိုင်တယ်ဒါကြောင့်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲပြုံးပြလိုက်တယ်လင်းချံမင်းလည်းဒီမှာရှိနေတာလားအဲမှာအခြေအနေဘယ်လိုလဲကျန်းတော်ရှိနဲ့ကြမ်းကြမ်းရလို့အမြန်ပြေးလာကြတယ်ကျွန်တော်ကတော့တီတီငိမ့်ငိမ့်နဲ့ပဲစာရွက်ပေါ်မှာလူချင်းကအဆင့်9ဝိညာဉ်အမြင့်စစ်ဆေးတွေ့ရှိတယ်လို့ရေးပြလိုက်တယ်မဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်ဘူးမာနကြီးတဲ့သူမဟာဒီတန်ကိုမခံစားနိုင်ပဲမျက်ရည်ကျလာတယ်ကျွန်တော်စိတ်ထဲကနေတက်ပြင်းချရင်စိတ်အေးထားပြီးကြင်ကြံပါအနာဂတ်ကိုစောင့်ကြည့်ပါဦးလို့နှစ်သိမ့်စကားရေးပြလိုက်မိတယ်ဒါပေမဲ့ကျန်းတော်ရှိကကြည့်လိုက်ပြီးဒါဟာကျွန်တော်သူမကိုလှောင်ပြောင်းနေတယ်လို့ထင်သွားတယ်ကျမငိုနေတာကိုကြည့်ပြီးမင်းပြောနေတာပေါ့ဟုတ်လားကျွန်တော်ဘာမှပြန်မပြောတော့ဘူးမင်းစိတ်ထဲမှာဒေါသထွက်နေတာကိုငါ့ကိုလာပုံချနေတာပဲအဲ့ဒီအချိန်မှာကြမ်းကြမ်းရရောက်လာတာကိုမြင်သွားတဲ့မျှော်စင်သခင်ကအမြန်ပြေးလာပြီးဖော်ဖော်ရွရွပြုံးပြလိုက်တယ်ညီကိုကျန်းဂုံယူပါတယ်ဗျာဂုံယူပါတယ်ကြမ်းကြမ်းရကတော့အန်အော်ဝမ်းသာဖြစ်နေတော့မှပဲဂူကျုံမျိုးရဲ့နံပါတ်1အားအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်တဲ့မြို့တော်ဝင်ရဲ့ကြီးဖုံးကလည်းလက်အုပ်ချီနှုတ်ဆက်ရင်းရောက်လာတဲ့ကျန်းအိမ်တော်သခင်ဂုံယူစရာပါပဲကျန်းအိမ်တော်ကနေငကားတစ်ကောင်ထွက်ပေါ်လာပြီးပေါ့ရဲ့ကြီးဖုံးရဲ့ဟန်ဆောင်ပြုံးနေတဲ့မျက်နှာကိုကြည့်ပြီးကြမ်းကြမ်းရကအိမ်မက်မက်နေတယ်လို့ခံစားနေရတယ်တစ်ချိန်တုန်းကသူဟာရဲ့ကြီးဖုံးစီကိုလက်ဆောင်ကြီးကျယ်ယူပြီးတွားတွေ့တာတော့အတွေ့မခံခဲ့ဘူးအခုတော့တစ်ဖက်လူကအရင်လာပြီးရင်းနှီးအောင်လုပ်နေပြီလေတောထွက်နေတဲ့ပုံကိုကြီးတချို့လည်းရောက်လာပြီးစကားဆက်မိပြောကြတယ်ကျန်းကျန်းရတယောက်အချိန်တော်ကြာမှစိတ်ပြန်ဆူဆီးနိုင်တော့တယ်ဒါတွေအားလုံးကလူချင်းရဲ့ကျေးဇူးကြောင့်ဆိုတာသူနားလည်လိုက်တယ်ရိုးရင်းရွှန်ကလည်းဂုံယူဝင်းကြွားတဲ့မျက်နှာနဲ့ရှောက်လာတယ်ရှင်အရင်တုန်းကလူတွေအားလုံးကန့်ကွက်နေတဲ့ကြားကကျမကကြိတ်အားကိုကျမ်းမိသားစုစီခေါ်လာပြီးပြိုးထောင်ပေးဖို့ပြောတော့ကရှင်ပါပြောခဲ့လေကျန်းကျန်းရကရှက်ရွံ့နေတဲ့မျက်နှာနဲ့ပေါ့အစတုန်းကသူပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တာကိုရိုးရင်းရွှန်ကအသေးခံမဲ့လို့ချင်းချောင်းမှသာသူလက်ခံခဲ့တာကိုကမျက်စိမရှိခဲ့တာပါမိမကကံကောင်းစီတဲ့သူမို့လို့သာငါတို့ကျမ်းမိသားစုကအနာဂတ်ရဲ့အစွမ်းထက်ပုဂ္ဂိုလ်ကြီးဖြစ်လာမယ်ကြိတ်အားနဲ့အဆက်အသွယ်ရခဲ့တာပါရိုးရင်းရွှန်တယောက်မျက်နှာတွေဝင်းပါနေတော့တာပဲခဏအကြာမှာလူပေါင်းများစွာစောင့်မျှော်နေကြတဲ့လူချင်းကကြောက်တကားကိုဖွင့်ပြီးယုံကြည်ချက်အပြည့်နဲ့ထွက်လာတယ်သူကကြမ်းကြမ်းရရှိမှဒူးတစ်ဖက်ထောက်ထိုင်လိုက်တယ်အတော်နဲ့ဦးလေးချမ်းတို့နှစ်ပေါင်းများစွာကျွေးမွေးဆောက်ရှောက်ခဲ့တဲ့ကျေးဇူးအတွက်ကျေးဇူးတင်ပါတယ်ကြိတ်အားမျှော်လင့်ချက်အတိုင်းအဆင့်9ဝိညာဉ်အမြင့်စစ်ဆေးတွေ့ရှိခဲ့ပါပြီကြမ်းကြမ်းရကမနေတာတော့ပဲသူ့ကိုအမြန်ထူပေးလိုက်တယ်